ရေနံရှာဖွေရေးလုပ်ငန်းမှာထိုင်းနိုင်ငံသားတွေနိုင်ငံတကာနဲ့ရင်မောင်တန်းပြီးထိပ်တန်းမှာရပ်တည်လာနိုင်ခြင်းသည်နိုင်ငံအတွက်ဂုဏ်ယူပဲကောင်းလာပါသည်ရေနံရှာဖွေရေးဖွံ့ဖြိုးရေးထုတ်လုပ်ရေးပိုင်းတွင်ကျွမ်းကျင်မှုစွမ်းရည်ကို PTTEP ကုမ္ပဏီအနေဖြင့်သက်သေပြနိုင်ခဲ့ပြီးဖြစ်ပါသည်ကုမ္ပဏီ၏စွမ်းဆောင်ရည်နှင့်ရေအချင်းပြေဝမှုကြောင့်လည်းနိုင်ငံတကာကအသိမှတ်ပြုပြီးကမ္ဘာအလယ်မှာလည်းထိပ်တန်းတနေရာမှာရပ်တည်နေပြီဆိုတော့ဂုဏ်ယူစရာပဲဖြစ်ပါသည်ရေနံရှာဖွေရေးနှင့်ထုတ်လုပ်ရေးလုပ်ငန်းကိုပြည်ပနိုင်ငံဖြစ်သည့်ရိုးရာရင်ကျေးမှုဓလေ့ထုံးစံတူညီသည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့နယ်စပ်ဖြတ်ကျော်ပြီးဝင်ရောက်ခဲ့ပါသည်1989ခုနှစ်တွင်လောက်ကွက် F9 ယင်းနှီးမြှုပ်နှံမှုစတင်လှုပ်ဆောင်ခဲ့ပါသည်ပြည်ပယင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်းပုံမှုတိုးချဲ့လုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ PTTEP International Company Limited ရန်ကုန်ရုံးခွဲကို1996ခုနှစ်ဇွန်လ19ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ရာကုမ္ပဏီ၏ပြည်ပရင်းနှီးမြှုပ်နှံမှုသမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါသည်ယခု PTTEP မြန်မာစီမံကိန်းသည်ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းနှင့်အခြားသောစီမံကိန်းများကိုအကျိုးတူလှုပ်ဆောင်သည့်အပြင်လုပ်ငန်းရှင်ကုမ္ပဏီအဖြစ်အခြားစီမံကိန်းများကိုပါလှုပ်ဆောင်ရရှိပါသည်ရေနံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ PTTEP ရဲ့အဓိကကျတဲ့သမိုင်းမှတ်တိုင်များမှာ Block F တွင်ဖက်ဆက်ရင်းနှီးမြှုပ်နှံခြင်းရေနံစီမံကိန်းတွင်ဖက်ဆက်ရင်းနှီးမြှုပ်နှံခြင်းရေတံခွန်စီမံကိန်းတွင်ဖက်ဆက်ရင်းနှီးမြှုပ်နှံခြင်းလောက်ကွက် M7 နှင့် M9 တို့တွင်ထုတ်လုပ်မှုအပေါ်ခွဲဝေခန်းစားရေးစာချုပ်များလက်မှတ်ရေးထိုးခြင်းလောက်ကွက် M3 နှင့် M4 တို့တွင်စာချုပ်များလက်မှတ်ရေးထိုးခြင်းလောက်ကွက် M11 တွင်ထုတ်လုပ်မှုအပေါ်ခွဲဝေခန်းစားရေးစာချုပ်များလက်မှတ်ရေးထိုးခြင်းလောက်ကွက် M9 တွင်တဘာဝတန်းငွေရှာဖွေတွေ့ရှိခြင်းလောက်ကွက် M9 ရှိဇောတိကစီမံကိန်းမှတဘာဝတန်းငွေထုတ်လုပ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကိုမြန်မာစွမ်းအင်ဝန်ကြီးဌာနနှင့်အကျိုးတူပူးပေါင်းလှုပ်ဆောင်ခြင်းလောက်ကွက် PSCG နှင့် EP2 ကုန်းတွင်းရေနံရှာဖွေတူးဖော်ရန်အတွက်ထုတ်လုပ်မှုအပေါ်ခွဲဝေခန်းစားရေးစာချုပ်များလက်မှတ်ရေးထိုးခြင်းလောက်ကွက် MD7 နှင့် MD8 ကုန်းတွင်းရေနံရှာဖွေတူးဖော်ရန်အတွက်လက်ရှိရေနံရှာဖွေထုတ်လုပ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများမှာရေနံစီမံကိန်းနှင့်ရေတံခွန်စီမံကိန်းတွင်ထုတ်လုပ်ရေးအဆင့်လောက်ကွက် M3 နှင့် M11 တွင်ရှာဖွေရေးအဆင့်လောက်ကွက် PSCG နှင့် EP2 MD7 နှင့် MD8 တွင်ရှာဖွေရေးအဆင့်ဇောတိကစီမံကိန်းတွင်ရေနံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအဆင့်ဇောတိကစီမံကိန်းဟာလောက်ကွက် M9 တစ်ခုလုံးနှင့်လောက်ကွက် M11 ၏အစိတ်အပိုင်းအချို့ပါဝင်နေပြီးမုတ္တမပင်လယ်ကွေ့မှ235ကီလိုမီတာအကွာမှာတည်ရှိပါတယ်။စီမံကိန်းမှာအဆင့်3ဆင့်ပါဝင်ပါတယ်။အဆင့်1လောက်ကွက် M9 ၏အရှေ့ဘက်ရေအနက်မီတာ140မှ160အထိဖြစ်ပါတယ်။တွင်းတူးဆက်3ခု WHP1 WHP2 WHP3 ပါဝင်ပါတယ်။ပင်လယ်ရေအောက်တဘာဝတန်းငွေပိုက်လိုင်းမှတစ်ဆင့် ZPQ သို့ပေးပို့ပါသည်။ ZPQ တွင်တဘာဝတန်းငွေကိုတန်းစင်စေပြီးရရှိလာသောတဘာဝတန်းငွေကို235ကီလိုမီတာရှည်တဲ့28လက်မှပိုက်လိုင်းဖြင့်မော်ကြီးကျေးရွာရှိ BB1 ခေါ်တဘာဝတန်းငွေပိုက်လိုင်းဌာန1သို့ပို့လွှတ်ပါတယ်အပိုင်း1ပြည်တွင်းအသုံးအတွက် MOGE ZOC တို့ပို့လွှတ်မည်ဖြစ်ပါသည်အပိုင်း2ဘေးအန္တရာယ်ကင်းရှင်းရေးလူနေမှုနှင့်တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိစေရန်ရေနံနှင့်ရေတံခွန်စီမံကိန်းများ၏ပိုက်လိုင်းများနှင့်အပြိုင်ပို့လွှတ်မည်ဖြစ်ပြီးပြည်ပသို့တင်ပို့ရောင်းချရန်အတွက်ဇ
ဇော်တီကတဘာဝတန်းငွေတိုင်းတာရေးစခန်း ZMS တို့ပို့လွန်မှာဖြစ်ပါတယ်။ ZOC နဲ့ ZMS တို့အကြားတွင် BV2 ကိုလုံခြုံမှုအရတက်ဆင်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းရှိနောက်ဆုံးစခန်းဖြစ်သောဇော်တီကတဘာဝတန်းငွေတိုင်းတာရေးစခန်းမှတဆင့်ဤတောင်ရွာပီလောမြို့နယ်ကွဲထောင်ဖာပုံမြို့နယ်ကញ្ចနဘူရီခရိုင်ရှိ PTT တန်းငွေလက်ခံရေးစခန်းသို့ပို့လွှတ်မှာဖြစ်ပါတယ်။ရေနံရှာဖွေထုတ်လုပ်မှုလုပ်ငန်းများအပြင် PTT-EP ဟာလူမှုရေးအကျိုးပြုလုပ်ငန်းများကိုဦးတည်ချက်3ရပ်ဖြင့်အလေးထားဆောင်ရွက်လျက်ရှိပါသည်။ကနဦးအနေနဲ့လူမှုအတိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရန်ဦးတည်ချက်3ချက်ချမှတ်ထားပါတယ်။ပညာရေး PTT-EP ကမြန်မာနိုင်ငံကျောင်းသားများအတွက် PTT-EP ပညာသင်စုအစီအစဉ်ကိုစတင်နေပါတယ်။ပညာသင်စုကိုပြည်တွင်းနဲ့ပြည်ပအတွက်ပါပေးမှာဖြစ်ပြီးကျောင်းသားများပညာရေးဆုံးခန်းတိုင်သည့်အထိတာဝန်ယူပေးသွားမှာဖြစ်ပါတယ်။ဒေတာဖွံ့ဖြိုးရေးစာသင်ကျောင်းများဆောက်လုပ်ပေးခြင်းနှင့်သင်ကြားမှုထောက်ကူပစ္စည်းများထောက်ပံ့ပေးခြင်းဆေးရုံဆေးခန်းများပြုပြင်ပေးခြင်းအဆင့်မြင့်တင်ပေးခြင်းနှင့်လိုအပ်သောပစ္စည်းများ X-ray ECG အစရှိသည့်များထောက်ပံ့ပေးခြင်းကျောင်းများတွင်ကျန်းမာရေးနှင့်ညီညွတ်သောတောက်သုံးရည်စနစ်များအဆင့်မီမိန်လာစနစ်များစီစဉ်ပေးခြင်းစီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးအတွက်လမ်းတရားများပြုပြင်ဆောက်လုပ်ပေးခြင်းလူနေမှုတိုးတက်စေရန်အတွက်ကျေးရွာများသို့ဗီဇက်ဖြင့်ဒီပေးစနစ်တက်ဆင်ထောက်ပံ့ပေးခြင်းကွန်ပျူတာနှင့်သင်ကြားမှုထောက်ကူပစ္စည်းများအသုံးပြုနိုင်ရန်အတွက်ကျောင်းများတွင်နေအောင်ကြည်သုံးလျှက်စစ်တအားထုတ်ယူနိုင်သောပစ္စည်းများတက်ဆင်ပေးခြင်းတဘာဝဘေးအန္တရာယ်ခံရသောဒေသခံပြည်သူများသို့ထောက်ပံ့ပေးခြင်းနေ့စဉ်ဗုဒ္ဓဘာသာတို့၏ဓလေ့ထုံးစံအရကျင်းပပြုလုပ်သောကထိန်သင်္ကန်းကဲ့လူပွဲများလူဒန်းပူဇော်လေးရှိခြင်းများဖြစ်ပါသည် PTT-EP မှာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာရှင်းလင်းတိကျသောရည်ရွယ်ချက်နှင့်လုံဆောင်ချက်များထားရှိပြီးမတော်တဆထိခိုက်ဒဏ်ရာရရှိမှုနှင့်တဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုအ ਨੇ ဆုံးဖြစ်စေရေးရည်ရွယ်ပြီးလုံခြုံရေးကျန်းမာရေးပတ်ဝန်းကျင်ထိန်းသိမ်းရေးများကိုနိုင်ငံတကာအဆင့်မီနဲ့ဆောင်ရွက်လျက်ရှိပါတယ်မြန်မာနိုင်ငံ၏စွမ်းအင်စည်းပွားရေးနှင့်လူမှုဖွံ့ဖြိုးမှုကဏ္ဍများတွင်ဆယ်စုနှစ်နှစ်ဆကျော်ခန့်ယင်းနှီးမြှုပ်နှံမှုများပြုလုပ်ပြီးနောက် PTT-EP အနေနဲ့မြန်မာပြည်သူများအကြားအတူတကွပူးပေါင်းဆောင်ရွက်ရင်းပီတိဝေဖြာပြုံးပန်းဝေစာနိုင်ခဲ့ကြပါတယ်မြန်မာနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်လူနေမှုဘဝမြင့်တင်ရေးဆောင်ရွက်မှုတို့ကိုဆက်လက်ထိန်းသိမ်းဦးဆောင်သွားနိုင်ရန်နှင့်နိုင်ငံတကာအဆင့်မီအဖွဲ့အစည်းတစ်ခုအဖြစ်ဆက်လက်ရည်တည်သွားနိုင်ရန်ရည်ရွယ်ပါတယ်15တာဝန်ယူမှုအပြည့်နှင့်ရှာဖွေလှုပ်ဆောင်လေးရှိသော PTT-EP